မကြသေးမီကဗမာအညိုသားတော်လန်ရေးတက်မတော် BNRA ခေါင်းဆောင်ဘိုးနဂါဟာစစ်ကောင်စီတပ်နဲ့ပူးပေါင်းသွားခဲ့ပြီးနောက်မှာတော့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင်တွေဟာအဆိုပါနယ်မြေတွေကိုဝင်ရောက်ပြီးနယ်မြေရှင်းလင်းရေးလုပ်ငန်းတွေစတင်လှုပ်ဆောင်ခဲ့ကြပါတယ်။နယ်မြေရှင်းလင်းရေးလှုပ်ဆောင်နေစဉ်အတွင်းမှာပဲမျော်လင့်မထားတဲ့မြင်ကွင်းတစ်ခုကို PDF တွေတွေ့ရှိခဲ့ရပါတယ်။အဲဒါကတော့ဘိုးနဂါကိုယ်တိုင်အကြောင်းအမျိုးမျိုးပြပြီးဖမ်းဆီးထောင်ချထားခဲ့တဲ့ BNRA တပ်ဖွဲ့ဝင်တွေကိုအကျဉ်းချခံထားရတဲ့အနေအထားနဲ့တွေ့ရှိခဲ့ခြင်းပဲဖြစ်ပါတယ်။ဒီအဖြစ်အပျက်ဟာတော်လှန်ရေးကာလအတွင်းမှာတက်တွင်းဖမ်းဆီးမှုတွေနဲ့ပတ်သက်ပြီးကြီးမားတဲ့မေးခွန်းထုတ်စရာအဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ပါတယ်ဖမ်းဆီးခံထားရတဲ့ BNRA တပ်ဖွဲ့ဝင်အချို့ရဲ့ထွက်ဆိုချက်တွေအရသူတို့ဟာပြင်းထန်တဲ့ဖြစ်မှုတွေကြောင့်အရေးယူခံရတာမဟုတ်ဘူးလို့ဆိုပါတယ်။ဥပမာအားဖြင့်တက်ကနေနိုင်ခြင်းလို့ထွက်စာတင်တဲ့ရဲဘော်တွေကိုတလားပြည့်ညင်အိမ်ပြန်ခွင့်ပေးမယ်လို့ကတိပေးခဲ့ပေမဲ့တကယ်တမ်းအချိန်ပြည့်လာတဲ့အခါမှာတော့အိမ်ပြန်ခွင့်မရဘဲဖမ်းဆီးထောင်ချခံလဲရတာမျိုးတွေရှိခဲ့ပါတယ်။နောက်ထပ်ဝမ်းနည်းစရာဖြစ်ရတစ်ခုကတော့ရဲဘော်တဦးဟာဇနီးဖြစ်သူအားယူအာကိုဆိုင်ကယ်နဲ့လိုက်ပို့စဉ်မှာစစ်ကောင်စီစစ်ကြောင်းနဲ့တိုးခဲ့ပါတယ်။အသက်လူပြရတဲ့အတွက်ဆိုင်ကယ်ကိုထားခဲ့ရပေမဲ့စခန်းကိုဆိုင်ကယ်ပြန်မပါလာဘူးဆိုတဲ့အကြောင်းပြချက်နဲ့အဖြစ်ပေးထောင်ချခံခဲ့ရတာဖြစ်ပါလေ။စေတရင်ရေးမြစ်တွေအစိုးရဒီလိုမျိုးမခိုင်လုံတဲ့ပုံမှားတွေအမျိုးမျိုးတက်ပြီးဖမ်းဆီးခံထားရတဲ့ရဲဘော်အရေးအတွက်ဟာမနှဲလာဘူးလို့သိရပါတယ်။ပိုပြီးဆိုးရွားတဲ့အခြေအနေကတော့ BNRA တပ်ဖွဲ့ဝင်တွေအပြင်အကြောင်းအမျိုးမျိုးပြပြီးဖမ်းဆီးခံထားရတဲ့အကိမဲ့အယက်သားပြူသူအများပြားလဲအကျဉ်းစခန်းတွေထဲမှာပါဝင်နေတာပဲဖြစ်ပါတယ်။အရေးအတွက်များပြားတဲ့အတွက်လက်ရှိအချိန်မှာတပ်ဆိုင်ရာကအသေးစိတ်စစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါလေ။လက်တလောအခြေအနေမှာတော့ဖမ်းဆီးထောင်ချခံခဲ့ရတဲ့အယက်သားပြည်သူတွေနဲ့ BNRA တပ်ဖွဲ့ဝင်တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကကယ်ဆယ်ပြီးကောင်းမွန်စွာစောင့်ရှောက်ထိန်းသိမ်းပေးထားတယ်လို့သိရှိရပါတယ်။